班要苏他的啦，我偏啦，大哈吃也莫变呀，呀呀个啦。 ပေါ့နော်အေးငိမ့်နေတယ်ဆိုတာအခုဒီဟိုဗီဒီယိုပဲရလဲဖြတ်လာလဲမသိပဲနဲ့ငိမ့်နေတာပေါ့နော်အခုတိရပြီစတော့သူတို့တော့ထင်တယ်ဒါပေမဲ့မတေကြပဲနဲ့ညီမမတေကြသေးဘူးထင်လို့ညီမဘာမှမပြောသေးတာဘ누구မှဘာမှမရှင်းပြသေးတာအခုဆိုလို့ရှိရင်ညီမရဲ့အဲ့ဒီညီမရဲ့အဲ့ဒီဗီဒီယိုတွေကကောင်းညီမရဲ့ရေးစာဟောင်းပေါ့နော်အခုညီမနဲ့သူနဲ့ပြန်သွားဆို3နှစ်ကျော်သွားပြီဒါပေမဲ့သူနဲ့ညီမနဲ့စပြီးတော့မှအဲ့ဒီဗီဒီယိုတွေဟွာဖြစ်တော့မှဆိုလို့ရှိရင်ညီမအတက်က16မပြည့်သေးဘူးပေါ့နော်2နှစ်ကျော်နေပါ3နှစ်ကျော်3နှစ်နေပါတွဲခဲ့တာပေါ့နော်အခုအဲ့ဒီတိုက်ရိုက်တင်တဲ့ channel ရဲ့အကောက်ကိုညီမသွားမေးသူအရင်ရက်တည်းကတော့လုံးဝစာမပြန်ဘူးပေါ့နော်အခုစာပြန်တဲ့ channel ညီမမေးတော့သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာ 3 နှစ်ကျော်ကြာခဲ့ပြီးမှလမ်းခွဲပြက်ဆဲပြီးနောက်အညိုတေးနဲ့တိုက်ခိုက်ခံလိုက်ရတဲ့ဖြစ်ရပ်တစ်ခုပါနာမည်ကြီး TikToker တူဖြစ်တဲ့မအေးဟာသူမရဲ့အသက်18နှစ်အရွယ်အသိဉာဏ်မပြည့်စုံခင်ကယုံကြည်ခဲ့မိတဲ့အမှားအတွက်အခု2026ခုနှစ်မှာအကြီးအကျယ်ပေးဆက်နေရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးသူမဘာတွေခံစားနေရတယ်လဲဘလို့ရင်ဆိုင်နေတယ်လဲဆိုတာသူမရဲ့စကားသံတွေကနေတဆင့်နားဆင်ကြည့်လိုက်ကြရအောင် ဒါပြီးတင့်လွင်ဆန်းတက်တဲ့အထင်အမျိုးအစားအသစ်တွေကိုရယူခံစားနိုင်ပါတယ်ရှင် 牛偏啦，大哈吃也莫变呀，呀呀个啦。 ပေါ့နော်အေးငိမ့်နေတယ်ဆိုတာအခုဒီဟိုဗီဒီယိုပဲရလဲဖြတ်လာလဲမသိပဲနဲ့ငိမ့်နေတာပေါ့နော်အခုတိရပြီစတော့သူတို့တော့ထင်တယ်ဒါပေမဲ့မတေကြပဲနဲ့ညီမမတေကြသေးဘူးထင်လို့ညီမဘာမှမပြောသေးတာဘ누구မှဘာမှမရှင်းပြသေးတာအခုဆိုလို့ရှိရင်ညီမရဲ့အဲ့ဒီညီမရဲ့အဲ့ဒီဗီဒီယိုတွေကကောင်းညီမရဲ့ရေးစာဟောင်းပေါ့နော်အခုညီမနဲ့သူနဲ့ပြန်သွားဆို3နှစ်ကျော်သွားပြီဒါပေမဲ့သူနဲ့ညီမနဲ့စပြီးတော့မှအဲ့ဒီဗီဒီယိုတွေဟွာဖြစ်တော့မှဆိုလို့ရှိရင်ညီမအတက်က16မပြည့်သေးဘူးပေါ့နော်2နှစ်ကျော်နေပါ3နှစ်ကျော်3နှစ်နေပါတွဲခဲ့တာပေါ့နော်အခုအဲ့ဒီတိုက်ရိုက်တင်တဲ့ channel ရဲ့အကောက်ကိုညီမသွားမေးသူအရင်ရက်တည်းကတော့လုံးဝစာမပြန်ဘူးပေါ့နော်အခုစာပြန်တဲ့ channel ညီမမေးတော့သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာ အဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာပေါ့တမီးကြီး အဲ့တော့ဒီတကားပိတ်လိုက်အဲ့တော့ကြောင့်အခု EF ဗီဒီယိုကိုသူကန်ရောင်းစားပြီးတော့သူပိတ်မှောင်သွားမှလို့ပြန်ဖွင့်လိုက်အဲ့တော့ EF ဗီဒီယိုသူကိုယ်တိုင်ရောင်းတယ်သူကိုယ်တိုင်ကဆိုတာဟာတက်တေလည်းရခဲ့ပြီအစတက်တေမရှိတော့ညီမဒီတိုင်းပဲငြိမ်နေရပါတော့အခုကတက်တေလည်းရပြီဆိုတော့ညီမသူကနေဒီလောက်ရကြောင်းနေပြန်ပြီးတော့ပေးဆက်မယ်အဲ့တော့ကြောင့်ငါဘဝကိုနေဖြတ်စီပြီးငါဘဝကိုချနေတဲ့အတွက်ကြောင့်နေရလောက်ရကြောင်းနေပြန်ပြီးပေးဆက်မယ်အခုညီမကိုလာပြီးတော့တချို့ကမင်းနေဟိုပြောနေကြပါတချို့ထင်နေကြပါတော့ညီမကဒီလိုလောက်စားတယ်ဒီလိုမျိုးစပွန်ဆာရှာပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးရိုက်ခံပြီးတော့အဲ့လိုမျိုးလောက်စားတယ်မိမမဟုတ်ဘူးပေါ့နော်အခုညီမစကွင်ရှွန်နဲ့တကွာဒီအပေါ်မှာပြလာပြီးလဲစကွင်ရှွန်နဲ့တကွာညီမအဲ့ဒါလေးအကုန်လုံးကိုချပြပေးမယ်ပေါ့နော်အဓိကအဲ့ဒီကောင်ရှုံးမှာလားညီမအဲ့လိုမျိုးနဲ့ပတ်သက်မိတာညီမအမားပြတဲ့အတွက်ကြောင့်လူတိုင်းသူများပြောလဲညီမခံရမှာပဲဟုတ်တယ်ဒါပေမဲ့ညီမဘဝအခုဆိုလို့ရှိရင်ကသူနဲ့ညီမနဲ့ပြတ်သွားတာဆိုလို့ရှိရင်3နှစ်ကျော်သွားပြီ3နှစ်ကျော်သွားပြီပြတဲ့အတွက်ကြောင့်ဒီစားဖြစ်တာလဲ2021ကနေဖြစ်တာအခုသူနဲ့ပြတ်သွားတာ2023မှာပြတ်သွားတယ်2023မှာပြတ်သွား2026ရောက်မှညီမဘဝကိုဒီလိုချနေတာဖြစ်တဲ့အတွက်ကြောင့်ညီမသူ့ကိုဒီတိုင်းမထားပါဘူးအဲ့တော့ကြောင့်အကုန်လုံးရှင်းရှင်းလင်းလင်းသိစေချင်တာကဖြစ်နိုင်ရင်ညီမရဲ့ဗီဒီယိုထပ်ပြီးတော့မှ TikTok မှာဖြစ်ဖြစ်တက်လီတော့မှဖြစ်ဖြစ်ထပ်ပြီးတော့မတင်ပါတော့နဲ့ရှင်ကူညီပေးကြပါနော်အခုလည်းအဲ့ဒီဗီဒီယိုဖြန့်တဲ့သူ့ကိုထူခန့်ကြော်ပါသူ့နာမည်ကထူခန့်ကြော်နင်းငါ့ကိုလောက်တဲ့အတွက်ကြောင့်နင်းလည်းအေးစစ်စစ်နေရမယ်မထင်နဲ့မမီပါအရှက်ရပြီမထွက်ကားသလိုငါလည်းအရှက်ရပြီအခန်းပြမထွက်ကားသလိုနင်းလည်းအေးစစ်စစ်နေရမယ်မထင်နဲ့နင်းကတနည်းနည်းနဲ့ရအောင်ငါပြန်လုပ်မှာနင်းပြန်ပေးဆက်မယ်ငါအဲ့ဒါလာပြောဖြစ်ပါရဲ့အဲ့အတွက်ကြောင့်အထူးခန့်ကျော်ဆိုတဲ့ကောင်ရဲ့နေရဲ့လိပ်စာဖုန်းနံပါတ်တော့ညီမမှာရှိတယ်ပေါ့နော်ဖုန်းဆိုင်တော့သူကတော့ကင်နေဒါပေမဲ့ကင်နေဆိုပေမဲ့သူကခုချိန်ညင်းတော့ तू မလုပ်ဘူးလို့ညင်းတော့ပေါ့နော်အဲ့တော့ကြောင့်ညီမသူ့ရဲ့နေရဲ့လိပ်စာသူ့ကိုတွေ့တယ်သူ့ပုံညီမတစ်ချက်ပြရမယ်သူ့ပုံကတော့အခုနောက်ပိုင်းသူက social ပိုင်းမတုံးတော့သူ့ပုံကတိတ်တင်တာမတွေ့တော့ဒါပေမဲ့သူ့ကိုတော့
အဲ့ဒီဗီဒီယိုကြည့်ပြီးသားတဲ့လူတိုင်းသူ့ရဲ့ရုပ်ကိုတော့မြင်ဘူးမှာပေါ့နော်တက်တူးရှိတယ်ဒီမှာလည်းရှိတယ်ပိုင်းမှာလည်းရှိတယ်လက်မှာလည်းသူ့မှာတက်တူးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ကိုမြင်တဲ့နေရာမှာတွေ့တဲ့အချိန်မှာညီမကိုဖုန်းလေးဆက်ပြီးတော့မှတစ်ချက်လောက်ဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဖုန်းနံပါတ်လေးချပေးရမယ်နော်အားလုံးအီကိုနည်းနည်းလောက်ကူညီပေးဘာလို့လဲဆိုတော့ဒီလိုမျိုးဒီကောင်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်နောက်တစ်ခြား main ကလေးတွေလည်းပေါ့နော်အဲ့လိုမျိုးနေတဲ့ခံနေရမှာပေါ့နော်အဓိကအဲ့လိုမဖြစ်အောင်ပေါ့နော်အဲ့တော့သူ့ကိုဒီတိုင်းလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်ပေါ့တခြားရေးစားထထားလဲသူဖြစ်မှာပဲသူ့ရဲ့နောက်ကြောင်းတော့ဒါဒီလိုဖြစ်မှတော့မပြောချင်ဘူးညီမနဲ့တွဲပြီး3လလောက်နေတော့သူ့ရဲ့အရင်ရေးစားသူ့ရဲ့ညီမထက်အရင်သူထားတဲ့ရေးစား2လ3လလောက်တွဲတဲ့ကောင်မလေးတော့မှသူပိုက်ကြီးတော့သူဖြတ်ချခိုင်းတယ်အဲ့ဒီညီမသူ့ကိုဖြတ်တာဒါပေမဲ့သူညီမအဲ့ဒါကြောင့်မို့2နှစ်ကျော်3နှစ်နေပါကြာသွားပါတော့သူ့ကိုမင်းမြေးပြီးတော့ဖြတ်တာပေါ့အချို့ဖြည်းဖြည်းလေးနဲ့ပြောဖြတ်တာနောက်ဆုံးလုံးဝပြတ်သွားတဲ့အခါကျတော့3နှစ်လောက်ကျော်မှသူဗီဒီယိုအခုပြန်ပြီးတော့မှတင်တာပေါ့နော်အဲဒါကြောင့်သူ့ကိုမြင်တယ်သူ့ကိုတွေးခဲ့တယ်ဆိုလို့ရှိရင်သူ့ရဲ့နေရဲ့လိပ်စာတင်နေရလေးကိုလာပြီးတော့မှပို့ပေးပါပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ရှင်ပြီးတော့နောက်တစ်ခုကကြတော့တကယ်လို့သူကတော့အခုရန်ကုန်မှာနေရပေါ့နော်ရန်ကုန်သူလုပ်တဲ့ဆိုင်ကတော့ညီမသိတယ်ဒါပေမဲ့သူဦးလေးလုပ်တဲ့ဆိုင်တော့ညီမသိမသိဘူးပေါ့နော်ခါမှလည်းမရောက်ဘူးသူလုပ်တဲ့ဆိုင်ကိုကြတော့ TikTok မှာဆိုင်ကသူလုပ်တဲ့ဆိုင် TikTok မှာsupport shot ရိုက်တာတော့ရှိရပေါ့နော်ဒါပေမဲ့သူ့ရဲ့မိဘတွေနေတဲ့လိပ်စာကိုညီမမသိဘူးပေါ့နော်အဲ့တော့သူကတငယ်ချင်းတွေရှိရပါညာဆိုလို့ရှိရင်တစ်ချက်လောက်တော့ကူညီပေးပါတငယ်ချင်းဆိုပေမဲ့အကိုတို့ရဲ့တငယ်ချင်းဆိုပေမဲ့သူ့ရဲ့လုပ်ရက်ကအရန်ဟိုမှာအောက်တန်းကြတယ်အဲ့ဒီနေရာမှာအကိုတို့ရဲ့ညီမတွေအမားတွေဒါဆိုလို့ရှိရင်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်ကိုချင်းစာပြီးညီမကိုသူ့မိဘတွေနေတဲ့လိပ်စာလေးရဲ့ဖုန်းနံပါတ်လေးရဲ့လာပြီးတော့မှချက်ပေါက်မှာတစ်ချက်လောက်ပို့ပေးပါလို့ကူညီလေးတောင်းကျင်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါအေးဒါဗီဒီယိုနောက်ဆုံးဖြစ်ချင်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်အဲ့ဒီပြန်သွားပုံမှာမွန်တီးပြီးတော့ပေါ့နော်ဒါအရန်ငယ်သေးတယ်အတိညာရန်ကင်းမဲ့တဲ့အချိန်မှဒါဖြစ်ခဲ့တာပေါ့နော်ဘာလို့ဆိုကိုယ့်ရဲ့ချစ်သူအဲ့တုန်းကအဲ့ဒီကဗီဒီယိုတွေကကောင်ဆိုလို့ရှိရင်ဒါအေးရဲ့ချစ်သူအေးနဲ့တွဲနေတဲ့အချိန်ကာလမှာသူပါပဲပြောယုံခဲ့တယ်သိရမလားအဲ့လွယ်ကူနဲ့တယောက်ယုံပြီးတော့ဒီဗီဒီယိုရိုက်ခံမိတယ်ရိုက်ခံမိတဲ့ခါကျတော့အခုဆိုရှင်မှာပေါက်သွားတော့ဒါကိုယ့်ရဲ့အမှားပေါ့နော်ပြောချင်တာကြီးကဘာလဲရှင်းရှင်းလင်းလင်းသိချင်တာလဲဆိုလို့ရှိရင်တချို့ပြောနေကြပါပေါ့နော်ဒါပတ်စံပေးရင်ဒီကောင်ကခေါ်အိတ်လို့ရတဲ့ပုံစံမျိုးတွေနဲ့ပြောနေကြတယ်ပေါ့ပြီးအေးကဒီလိုမျိုးမကောင်းတာမဟုတ်တာလှုပ်ရှားနေတဲ့သူတယောက်လို့လည်းပြောနေကြတယ်ပေါ့နော်ဤဝေစင်ဒီယခုဒီချိန်ရနေစပြီးတော့ကိုတွဲခဲ့တဲ့ရီးစားပေါ်အောင်မာတော့မှပဲပတ်စံချူစားခဲ့တဲ့မိန်းမမျိုးမဟုတ်ဘူးသိလားပတ်စံချူစားပြီးအဲ့လိုမျိုးလွယ်လွယ်လုပ်လို့ရတဲ့ကောင်မမဟုတ်ဘူးဒီ14နှစ်အသက်14နှစ်အရွယ်တည်းကဒီဒီဇိုင်နာလောကထဲဝင်ခဲ့တယ်သူများလိုတော့မှပဲပတ်စံပေးပြီးတော့တင်တန်းတက်ခဲ့တဲ့သူမဟုတ်ဘူးအလုံးလုံးရင်ပတ်စံရှာတဲ့သူများစီမှာအောက်ကြနောက်ကြနဲ့အလုံးလုံးပြီးပညာကိုလိုချင်လို့ခက်ခဲရှာဖွေစားတော့ရှာဖွေပြီးတော့မှဒီပညာကိုလေ့လာသင်ပြီးစီးပူခဲ့တာပေါ့နော်နောက်ပိုင်းကျတော့မှတနေရာနဲ့တနေရာတစ်ဆိုင်နဲ့တစ်ဆိုင်ဖြစ်ပြီးတော့မှ social media တွေအဲ့လိုမျိုးတွေနာမည်ကြီးတဲ့ဆိုင်တွေရောက်ပြီးတော့မှအဲ့ဆိုင်မှာကိုကနဲ့ကိုအလုံးလုံးတဲ့ပတ်စံရှာတယ်အလုံးလုံးတဲ့ပတ်စံရှာတယ်တင်တန်းသွားတယ်ကိုကနဲ့ကိုဒီနေရာကိုရောက်လာခဲ့တာပေါ့နော်အဲ့ဒါအောင်မှအေးကပြောချင်တာအေးကဒီလိုမျိုးမကောင်းတာလှုပ်ရှားတဲ့ကောင်မဟုတ်ဘူးပတ်စံပေးခေါ်အိတ်လို့ရတယ်ဆိုတဲ့စကားလာမပြောနဲ့ပတ်စံကြိုက်တဲ့လောက်ပဲဘလောက်ပဲမဲ့3000ပေးရင်တော့မှပဲလက်တော့တာကင်ပြီးထိလို့မရဘူးအေးကဘယ်လိုလဲဆိုလို့ရှိရင်စိုင်မှာဆိုတာတော်တော်များများသိကြမှာဒါအကိုရဲ့အလုပ်ထဲရသူဆိုရင်တော့ဒါအေးချောင်းတည်တယ်အေးကယောက်ျားလေးကောင်းတော့မှတိတ်ပြီးညှက်တဲ့သူမဟုတ်ဘူးအလဲကြောက်ကိုမဖြစ်မနေညှက်ရမယ်ဆိုရင်တော့မညှက်ဘူးဒဏ်ကြီးဖြတ်ခံပြီးအေးကကြော်တဲ့မိန်းမဒီလားယောက်ျားလေးကောင်းအဲ့လိုကင်တဲ့သူတိတ်ပြီးတော့ညှက်တဲ့သူမဟုတ်မိန်းကလေးပဲကိုဝါသနာပါတော့ဒီမိန်းကလေးစပင်ကောင်းလောက်ပဲညှက်တာဆိုတာခောက်တာဖြတ်တာလောက်ပဲလုပ်ပဲယောက်ျားလေးကောင်းဆိုရအတက်နိုင်ဆုံးရှောင်းတယ်အဲ့တော့ကြောင့်ဒီလိုမျိုးပတ်စံပြင်ခေါ်အိတ်လို့ရတဲ့မိန်းမမျိုးမဟုတ်ဘူးဆိုတာအားလုံးသိစေချင်တာဒါနောက်ဆုံးဖြစ်ခြင်းစင်ပေါ့အဓိကပြောချင်တာနှမချင်းကိုချင်းစားတယ်ညီမချင်းကိုချင်းစားတယ်ဆိုလို့ရှိရင်ဒီစကားတွေကိုလာပြီးတော့မပြောနဲ့ပေါ့နော်ပြောချင်တာဤဒီမှာဟိုမှာဖွင့်ပေးထားရဲဆိုတာကတချို့ကြတော့ဤကိုဒါ IP စကားတွေလာပြောတယ် final ဘာမှမဖြစ်ဘူးဒီခေတ်မှာဒီလိုဖြစ်ကြတယ်ဆိုပေမဲ့ဒါဘဝမှာချွေလုံးတစ်မျိုးလုံးနဲ့မှာကြတော့ဒါပထမဦးဆုံးဖြစ်တယ်အရင်အဆက်ရရတယ်ပေါ့နော်အဆက်ရတယ်ဖြစ်တော့ဒါဤဒီလိုလုံးမစားဆိုတဲ့ဟာအားလုံးသိစေချင်တာပြီးလို့ရှိရင်နောက်တစ်ခုရှိတာကြတချို့ main ကလေးတွေကလေ main ကလေးချင်းကိုယောက်ျားလေးတောင်မှကိုချင်းစာပေးပြီးတော့မှဒါကိုဘက်ကနေပြီးတော့မမရက်တင်ပြီးပြောကြတဲ့သူတွေရှိတာတောင်မှတချို့တွေကကြတော့ main ကလေးဖြစ်ပြီးတော့မှ main ကလေးချင်းကိုလို့ပုတ်ခတ်တာပေါ့နော်ဒီလားစဉ်းစားလို့မရအောင်ပြောချင်တာလေမိမချင်း
ချင်းတောင်မှဘယ်လိုပုတ်ခတ်ပြီးတယ်အတူတူကြောင့်မှသူရောင်းစားသည်ဖြစ်စေမရောင်းစားသည်ဖြစ်စေဒီရဲ့ဗီဒီယိုကသူ့ရဲ့ဖုန်းထဲမှာလည်းရှိတာဖြစ်တယ်။ဤကသူနဲ့မပြတ်ခင်နဲ့ကဘယ်တော့မှဤရဲ့ဖုန်းထဲကိုသူပို့ပေးတော့ဤကချက်ချင်းဖြတ်တဲ့သူကွာဒီလားတွဲနေတဲ့ကာလမှာဤသူဤကိုပို့ပေးတော့ဤကချက်ချင်းဖြတ်တဲ့သူသူ့ကိုပြောချင်တာအဲ့သူ့ကိုတွဲနေတော့ကလည်းဗီဒီယိုတွေဖြတ်တော့ဆိုပြီးပြောတယ်ပြီးအရန်ငယ်သေးတယ်တော်တော်ငယ်သေးတယ်18နှစ်ပဲရှိသေးတယ်တော်တော်ငယ်သေးတယ်ဒါပေမဲ့ဘဝမှာဒီလိုမျိုးကိုယ့်ရဲ့ခန္ဓာကိုယ်ပေးတယ်ကိုယ့်ရဲ့ဓာတ်ပေးတယ်ဆိုတာ तू ကပထမဦးဆုံးယောက်မျိုးသားပဲပထမဦးဆုံးယောက်ျားဒီကောင်ကဤရဲ့ရည်စားပိုက်ဗီဒီယိုတွေကကောင်ကပထမဦးဆုံးဤရဲ့ဘဝကိုပေးတဲ့သူဖြစ်တယ်အဲ့ဒါဟိုမှဒါဤရဒါအဲ့ချိန်မှာခေါင်းထဲမှာချစ်တာပဲတည်တယ် तू ဘာပဲပြောယုံတော့ဘာတည်ရမလားအဲ့တော့အခုသူ့ဖုန်းထဲမှာလည်းအဲ့လိုပဲရှိအခုပြတ်သွားတာဆိုလို့ရှင်ကွာမပြတ်ခင်နေရလဲသူအဲ့ဒီအားဖြတ်ခိုင်းတယ်ပြတ်ပြီးမှလည်းသူ့အဲ့ဒါဖြတ်ခိုင်းတယ်အမျိုးမျိုးဖြတ်ခိုင်းတယ်အမြဲအဲ့လိုမျိုးဖုန်းလာဆက်နိုင်ပြတ်ပြန်ဒုက္ခနဲ့ဒါကိုဖြတ်အောင်နော်ဖြတ်နော်ဒါငါတင်မမလို့လားတင်မမလို့လားသိရမလားခါနေကြရင်လည်းသူအဲ့လိုမျိုးချင်းချောက်တာမျိုးရှိရင်တင်မမပြတ်ခင်တော့ဆိုသူ့ကိုပြတ်ရင်ဒီလိုမျိုးတင်မယ်ဆိုပြီးသူချင်းချောက်တာမျိုးလည်းရှိတယ်သိလားဒါပေမဲ့တချို့တက်ပြီးတော့ကိုကသိရမလားပြောချင်တာယူလိုက်ပါလားမယူဘဲနဲ့ဆိုတော့တချို့ပြောကြရတယ်သိလားယူလိုက်ပါလားဘာလို့မယူတာလဲဆိုပြီးပြောကြတယ်မယူဘဲနဲ့ဘာလို့ပေးလဲဆိုကိုယ့်ပေါ်မကောင်းတဲ့သူစိတ်သက်အောက်တန်းကြတဲ့သူလို့ရှိရင်အဲ့နေရာမှာငါသာဆိုရောယူมาလားတွေးကြည့်လိုက်ဒီလားအဲ့နေရာမှာငါသာဆိုရောယူมาလားဆိုပြီးတချို့ကောင်မလေးတို့ပြောချင်တာတွေးကြည့်လိုက်မယူလေဘာလို့ယူရမှာတော့ဘာလို့ယူမှာဆိုတော့ဒါကိုတက်လုံးပေါင်းသွားရမယ်သူမယူကြတာမှနည်းနည်းတော်သေးတယ်ယူပြီးသွားပြီဆိုကွဲရင်အိမ်အောင်ပြတ်ဆိုပြီးတော့မှဒါနောက်ထပ်အိမ်အောင်ပြတ်ဆိုပြီးနာမည်ဆိုတာတစ်ခေါက်ထပ်ထွက်အောင်မယ်မယူလိုက်တော့ကိုဘာမှမဟွာမဖြစ်ကြတော့ဒီလိုယူလိုက်ပြီးထားအောင်အဲ့ယူနေတဲ့အတော်တွေမှာသူတခြားသူတွေနဲ့ဖောက်ပြန်နေတခြားကောင်မိုင်းနဲ့တော့အဲ့တယ်ဆိုရင်ကိုပဲခံရမှာသိလားစိတ်လုံးကြုံမှုအပြည့်ပြည့်တဲ့ယောက်ျားမဟုတ်တဲ့တက်ကြောင့်အီမီယူနိုင်ဟုတ်ကိုပုံစံကိုအရေးချင်းလဲဆိုလို့ရှိရင်ကိုဘာသာကိုရှာထားပြီးကိုဘာကိုအေးစစ်စစ်နေလို့ယောက်ျားကောင်းနေအများကြီးရတယ်အဲ့ဒါကြောင့်အီတူကိုမယူခဲ့တာသိလားသူဗီဒီယိုရောင်းစားတယ်ဖြစ်စေမရောင်းစားတယ်ဖြစ်စေထားလိုက်ပါတော့သူဖုန်းပြင်နဲ့သူများကယူသွားပြီးလုပ်တယ်ဖြစ်တယ်ဒါပေမဲ့သူ့ဖုန်းထဲမှာရှိလို့သူ့ရဲ့အဓိကဇင်းမြစ်ကသူ့ဖုန်းထဲမှာသူမဖြတ်လို့ဒီလိုမျိုးဗီဒီယိုကပြန်တာသိလားပြောချင်တာရိုက်ခဲ့တယ်ဆိုလူတိုင်းဖြစ်နေကြတယ်ဆိုပေမဲ့တချို့အားပေးကြတယ်ဒါအရင်ကြည့်သူတင်နေအေးကိုလာပြီးတော့မှခွန်အားဖြစ်စေတဲ့စကားတွေအားပေးတဲ့စကားတွေလာပြောကြတာအများကြီးပဲဒါပေမဲ့အေးအခုဟိုတယောက်ချင်းစီစမပြန်နိုင်တာအတွက်ကိုတကယ်တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့အေးအများကြီးဖြစ်တော့ပြန်လဲမပြန်တော့အေးကျန်တဲ့ကိစ္စလေးတွေပေါ့နော်အေးဗီဒီယိုဒီလိုမျိုးပြန်နေတဲ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတင်တဲ့ page တွေကိုအေး like တောင်းပန်နေတယ် like ပြောနေတာလေးဖြစ်လို့ကိုရိုမာတို့လာပြီးတော့မှအေးကိုအားပေးစကားပြောတဲ့တော့ကိုတကယ်ကိုတယောက်ချင်းစီတောင်းတကယ်ဒီကနေပြီးကျေးဇူးအရင်တင်ပါတယ်အရင်ကိုတကယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့သိရမလားပြန်ဖြေဖို့ကြတော့အိမ်မှာတကယ်မအားသေးလို့ဤစိတ်နဲ့ဤကိုယ့်ဘာနဲ့ကိုယ်တော့ဒီဗီဒီယိုရိုက်ဖို့တော့နန်းတော်ထူရတယ်အလုပ်ပြန်လုံးမှာအလုပ်ပြန်လုပ်ပြီးအေးစစ်စစ်ပြန်လုပ်ပြီးတော့မှကိုကဘယ်လိုမိမလဲဆိုတာကိုပြန်ပြီးတော့မှချပြမှာပေါ့နော်အခုပြောချင်တာဒီလိုခက်မှဒီလိုဥစ္စာမဆန်းဘူးဆိုပေမဲ့ဣမိသားစုအတိုင်းဝိုင်းဤပတ်ဝန်းကျင်နဲ့ဆိုလို့ရှိရင်ဒါဆန်းနဲ့အရန်ရှက်ဖို့ကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုဒီလိုမျိုးမလောက်စားဘူးဆိုတာကသိစေချင်တယ်အဲ့ဒါကြောင့်မို့အေးမနေပဲဒီဗီဒီယိုနဲ့ရှင်းပြတာဒါနောက်ဆုံးရှင်းပြခြင်းဖြစ်တယ်တကြံပြီးရင်တော့အေးအလုပ်ပြန်စင်မှာပုံမှန်တိုင်းပြန်နေမှာပေါ့နော်အခုက TikTok တွေမှာဘာမှ social media လည်းမသုံးတော့အေးစစ်စစ်လေးနဲ့ဒီတိုင်းလေးပဲကောင်းကောင်းမွန်မွန်လေးနေကြလို့ပေါ့အေးမန်တိုင်းပြအရန်ပင်ပန်းနေပြီအခန်းထဲကငကိုထဲမှာလူကလက်တန်းလောက်ရှိပါအခုတောက်ကြထုတ်တာလောက်ပဲရှိတော့တယ်ဒါအားပိတ်ပြီးတော့အိမ်ထဲအိမ်ပြန်လမ်းမထွက်ဘူးအခန်းထဲအခန်းပြန်လမ်းမထွက်ဘူးအေးရပြီးကြလို့ရှိရင်အဲ့လိုမျိုးတခုဆိုလို့ရှိရင်အဲ့လိုကိုယ့်အငုံငိန်ကုတ်ပြီးနေတဲ့သူဆိုကိုဆိုးတယ်အဲ့လိုအရင်တော့ကောင်မလေးကစွာတယ်အခုဘာလို့မစွာနိုင်လဲဒါကကိုနားမဲ့တဲ့အချိန်မှာဒီလိုမျိုးဖြစ်ခဲလို့ဒီလိုအမားကြောင့်ကိုငိန်နေတာပေါ့နော်ငိန်နေတယ်ဆိုတာဘာမှပြန်မပြောဆိုတာဒါပေမဲ့နောက်ပိုင်းကျရင်တော့ဒါပုံမှန်တိုင်းပဲဤပုံဤဒီစပင်မဲညက်စားပါတယ်စပင်ညက်တယ်စပင်နဲ့ပတ်သက်ပြီးတော့မှမင်္ဂလိကောင်ကောက်ဖြောက်စီဆိုပါညာအကုန်လုပ်လို့ရတယ်အေးအဲ့ဒါတစ်မျိုးပဲလှုပ်စားပါတယ်ပတ်စံရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့အောက်တန်းကြတဲ့စိတ်ဓာတ်တွေကြောင့်လူတစ်ယောက်ရဲ့ဘဝဟာအမှောင်ကျသွားတတ်ပါတယ်။ကျမဟာကိုယ့်ခြေထောက်ပေါ်ကိုရက်ပြီးဂုံတိတ်ခါရှိအလုပ်လုပ်စားနေတဲ့သူပါလို့သူမပြောခဲ့တဲ့စကားကတကယ်ကိုလေးစားဖို့ကောင်းပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းသူမကိုဝေဖန်တာထက်ခွန်အားပေးစကားလေးတွေပြောပေးကြဖို့တောင်းဆိုရင်ဒီကနေ့တင်ဆက်မှုကိုအဆုံးသတ်လိုက်